ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်းကိုအရောက်သွားနိုင်တဲ့တစ်ခုတည်းသောနီလန်းဟာ CDM ဖြစ်ပါတယ်အဲဒါကြောင့် CDM မှာပူးပေါင်းပါဝင်တဲ့ပြည်သူဝန်ထမ်းများအားလုံးကိုလည်းကျွန်တော်တို့ပြည်သူလူထုကြီးကကျွန်တော်တို့ရဲ့နိုင်ငံတော်ကြီးကလေးလေးနက်နက်ကျေးဇူးတင်ရှိကြောင်းပြောဆိုပါရစေ CDM မှာပူးပေါင်းပါဝင်ဖို့ကြံရှိနေသေးတဲ့ပြည်သူဝန်ထမ်းများအနေနဲ့လည်းပြည်သူဝန်ထမ်းများရဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲရုပ်ပိုင်းဆိုင်ရာအခက်အခဲအားလုံးကိုကျွန်တော်တို့တွက်ဆစာနာနားလည်ထားပြီးဖြစ်ပါတယ်အဲ့ဒီအခက်အခဲအားလုံးကိုလည်းဝိုင်းဝန်းကူညီဖြည့်ရှင်းပေးဖို့စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါတယ်အဲဒါကြောင့် CDM မှာပူးပေါင်းပါဝင်ဖို့ကြံရှိနေသေးတဲ့ပြည်သူဝန်ထမ်းများအနေနဲ့လည်းအခြေအနေတွေဒီချက်ပိုပြီးမရှုပ်ထွေးမဆိုးဝါးမီ CDM ကြီးအောင်မြင်ဖို့အတွက်အမြန်ဆုံးပူးပေါင်းပါဝင်ပေးဖို့အမှုပညာရှင်များအားလုံးရဲ့ကိုယ်စားဒီနေရာကနေမေတ္တာရက်ခံပန်ကြားလိုက်ရပါတယ်ခင်ဗျာ